ပါခင်ဗျာရေကြီးမြို့နယ်မရင်ကူးကြေးရွာတွင်ရေဘေးသင့်ပြည်သူများ၏အလှူပစ္စည်းများကိုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကအလွဲသုံးစားလုပ်ခိုးယူနေကြောင်းဒေသခံများပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာအေယာရီတိုင်းရေကြီးမြို့နယ်မရင်ကူးကြေးရွာတွင်ရေကြီးရေရှမ်းမှုများစိုးဝါးစွာဖြစ်ပေါ်နေပြီးပြည်သူများအခက်အခဲကြုံတွေ့နေရချိန်၌လက်ရှိကြေးရွာအုပ်ချုပ်ရေးမှူးလှအောင်နှင့်စေမှုစံတွေတို့ကရေဘေးသင့်ပြည်သူများအတွက်လာရောက်လှူဒန်းသည့်တောက်ပန်ရေးပစ္စည်းများနှင့်ငွေကြေးများကိုခိုးယူကအလွဲသုံးစားပြုလုပ်နေကြောင်းဒေသခံများထံမှသိရပါသည်။လက်ရှိချိန်တွင်မရင်ကူကြေးရွာ၌ရေအနှဲငယ်သာကျဆင်းသေးပြီးအိမ်များမှာရေပေါ်မပေါ်သေးပဲရေအောက်ရောက်နေသေးဖြစ်ကာအနေပိုင်းရှိနေများဆိုရင်ခေါမိုးများပင်နစ်မြုပ်နေသေးဖြစ်ကြောင်းလည်းသိရပါသည်။ထို့ပြင်ရေဘေးကြောင့်ကျုံတာလမ်းဘေးသို့ရွှေ့ပြောင်းနေထိုင်ရသည့်အင်ဂျီ32လုံးခန့်ရှိနေပြီးအရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်းလည်းသိရပါတယ်။ထို့သောအခက်အခဲများသောဖြင့်ရေဆိုင်နေရခြင်းတွင်လာရောက်လှူဒန်းသည့်အလှူရှင်များ၏ပစ္စည်းများထဲမှကောင်းမွန်သည့်ပစ္စည်းများကိုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကရွေးချယ်ယူငင်ကြပြီးကြံချိသည့်ပစ္စည်းများကိုသာပြည်သူများခွဲဝေပေးလျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်ကျုံတာလမ်းမရှိရွှေ့ပြောင်းအင်ဂျီ32လုံးအတွက်အလှူရှင်များကတာပေါ်လင်စ32စလာရောက်လှူဒန်းခဲ့ရာတွင်လည်းအဆိုပါတာပေါ်လင်စာများကိုဝေငှပေးရန်အတွက်ပြည်သူများထံမှတရင်လင်ငွေကျပ်9000စီတောင်းခံခဲ့ကြောင်းလည်းသိရပါတယ်။လူရှင်များကငွေကြေးထောက်ပံ့လှူဒန်းပါကလည်းကြေးရွာအုပ်ချုပ်ရေးအဖွဲ့မှတရင်လင်ငွေကျပ်9000မှ1000ထိပြန်လည်ကောက်ခံမှုများပြုလုပ်နေကြောင်းလည်းသိရပါတယ်။ယင်းပြင်အုပ်ချုပ်ရေးမှူးလှအောင်မှပါကင်မဖောက်ရသေးသည့်ပတ်စိုးအထက်30ကိုလည်းခိုးယူထားကြောင်းဒေသခံများကဆွဆွဲပြောဆိုထားပါတယ်။ဤလုပ်ရများတွင်စေမိုးဖြစ်သူစန်းထွေးဆိုသည့်အမျိုးသမီးမှာအဆိုးရွားဆုံးပါဝင်ပတ်သက်နေကြောင်းသိရပါတယ်။မြင်းကူကြေးရွာတွင်အုပ်ချုပ်ရေးမှူးအသစ်ဖြင့်လှမြင့်ကိုရွေးချယ်ထားပြီးဖြစ်တော်လဲလက်ရှိအုပ်ချုပ်ရေးမှူးလှအောင်သည်ရေဘေးကိုအကြောင်းပြကတာဝန်လွှဲပြောင်းပေးခြင်းမရှိဘဲယခုကဲ့သို့အလူပစ္စည်းများကိုကိုကျိုးအတွက်လွဲသုံးစားပြုလုပ်နေခြင်းဖြစ်ကြောင်းဒေသခံပြည်သူများကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုထားပါတယ်။ရေဘေးတံကြောင့်အိုးရင်ပစ္စည်းများဆုံးရှုံးထားရသည့်မင်းကူကြေးရွာမှာပြည်သူများမှာယခုကဲ့သို့တာဝန်ရှိသူများ၏အမျက်ထုတ်အလွဲသုံးစားလုပ်မှုကြောင့်ပုံမကြီးမားသောအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်းလည်းသိရပါတယ်။အေယာရီတိုင်းတွင်ထူးခြားဖြစ်စဉ်သတင်းများကိုသတင်းထူးတပ်ဖွဲ့ပသိမ်မှနေ့စဉ်တင်ဆက်ပေးနေပါတယ်ခင်ဗျာ။